ကဲ strawberry မလေးမင်္ဂလာပါကဆက်ရောစာကြီးလဲမင်္ဂလာပါ strawberry လေးကမတွေ့ရတော်တော်ကြာပြီငါတို့ကသူ့ထင်တာ9လတော်တော်ကြာသွားပြီဆိုထွားလာမယ်ထင်တာလေအရင်လိုပါပဲလူစင်ပဲလေးမထွားလာဘူး grand final စင်တီရောက်လာပြီဆိုတော့ဘာတွေများအပြောင်းလဲဖြစ်သွားလဲတစ်ချက်ကြည့်ကြည့်ကဲစိတ်စုံတော်ကြည့်ဘာတွေများအပြောင်းလဲဖြစ်လာလဲကြည့်ကြည့်ပါဦး ခေါင်းပေါ်ကဟာပူကြီးလာစတော်ဘယ်ဒီအရင်လိုရွာမြဲရွာစဲထစဲရွာစဲကြွားအားတယ်ဟုတ်တယ်ဖြစ်လေပြပြလို့ငကိုရမှာပြုတ်ကြခြင်းနဲ့ဟာဟုတ် ဂျုံသွားပြီအမွေစိတ်ဆိုတာခွေစိတ်ဟုတ်ကဆက်တော့ဆမ်းမအောင်ဘာတွေပြောင်းလဲလာကြည့်ပါဦးအပေါ်မှာဟိုလေးဘာလေးညာလေးပါလာတယ်ဟိုဘာလို့ပါလာသလိုပဲခိုင်းပါလေကိုင်းနဲ့ခိုင်းမှာတန်စင်လေးပါလာလေဟုတ်တယ်ဟိုမှာခိုင်းပါလေအဒီရောက်လေးတွေဟွာလေးတွေဟုတ်ကဲ့ပါဒါဆိုရင်အခု grand final အဆင့်မှာတယောက်နဲ့တယောက်အနိုင်ပိုင်းဖို့အတွက်စကားလေးတွေစစ်ထိုးဖို့နော်ဘလို့တွေပြင်ဆင်လာသလဲနော်စစ်ထိုးရဲဆိုတာအနိုင်ဖို့အတွက်စိတ်ခေါ်တာအဲ့တော့စိတ်ခေါ်ရင်တိမ်မော်အထိလိုက်ဖို့ပဲလိုတယ်ကဲကက်ဆက်ရောစာကြီးကိုရီးယားပြီးခဲ့တဲ့ဘက်ကလည်းတွေ့ထားဆိုတော့တော့ယုံကြည်လိုက်မယ်ကဲသူ့ကစ်ထလိုက်ကဲစလိုက်တော့တွေ့မယ်တဲ့ကက်ဆက်ရောစာဆိုတာအဆိုပိုင်းမှာရောအတန်ပါဝါပြင်းပြင်းထန်ထန်နဲ့အရာရာအားလုံးပြင်ဆင်ခဲ့တဲ့အတွက်ကြောင့်စတော်ဘယ်ရီမာလေးဒီနေ့တော့စတော်ဘယ်ရီအပီးကိုအလုံးကြီးဖြတ်စားတယ်လုံးကြီးတော့ဖြုတ်စားပြီဟုတ်တယ်ကွာဒီရဲတစ်လုံးလောက်ပို့လိုက်ပါ strawberry ဖုတ်စားပလိုက်မယ်ဖြုတ်စားလိုက်ပဲဖြုတ်စားမယ်ဒီရစတော်ဘယ်ရီမာလေးရလဲနော်ချိုးချင်းအရာသာဆုံးအစွဲဆုံးတဲ့သူမို့လေအားလုံးရှင်ပြိုင်ရဒီနေရာရောက်လာဟုတ်လေတော့သဘောပေါက်တယ်နော်အားလုံးအရှင်ပြိုင်ပြီးဒီအထိကိုရောက်လာတာပြုတ်ထွက်ကိုမဖြည်းဖြည်းကဲအဲ့တော့ကဲ strawberry နဲ့ကက်ဆက်ရောစာတော့ဆင်းမြစ်ထက်မှာတွေ့ကြပြီအဲ့တော့ကက်ဆက်ရောစာကြီးဘာကြီးပြောချင်သေးလဲဟုတ်တယ်ဆိုတော့ဒီတာပါကနေနော်ဒီမှာရှင်ပြိုင်မဲ့တစ်ချင်းဒီတာနဲ့တနေ့လုံးတညလုံးတိချာချာလေ့ကျင့်ရတဲ့အတွက်ကြောင့်အရင် ready ဖြစ်နေပြီလဲတော်တယ်ကွာဒီရစတော်ဘယ်ရီလေးရလေအစိုးရပိုင်းပြီးသားအဲ့ဒါကြောင့်မို့ performance ကိုကောင်းကောင်းမွန်မွန်ပို့ပြီးချပြနိုင်မှုနေမအားရမနာအသေးလေးချင်လာတယ်ပြီးရင်တို့မှာပြေးဒီပါဟုတ်ပါပြီနေမညမှာဒါပဲလောက်လာတယ်သူကဟာယုံနေရန်တို့ခါနေရပဲဟဲ့ငါ့ဘွဲ့သူ့ပေးလိုက်တော့ဒီလိုလားကက်ဆယ်ရောဘန်စနီရစတော်ဘယ်ရီမာလေးအမီလိုက်တနိုင်လို့ထင်ဦးတော့အပြော့ပါဒီကလေခေပေါ်တော့မှအေးစစ်ကလာတာကက်ဆယ်ရဲ့ rock star လောက်ကတော့အပြော့ပဲပြီးအရဲခါမှာစောင့်ကြည့်နေလိုက်ကေပေါ့ကလည်းရမ်းလိုက်တာဟုတ်လားကေပေါ့ crazy ဟုတ်လားဟုတ်တယ်အဲ့မှာလည်းအဖြေကထွက်နေပြီနော်ကေပေါ့ crazy ဒီကလေစတော်ဘယ်ရီဖြစ်တဲ့ရှင်ရဲ့မူရကဲဝိုင်ဝတောက်လိုက်ရေမူလက်ရဲဆက်ရဲနဲ့တော့လည်းဆွဲထားတယ်။ညဟိုကိုင်းဒီကိုင်းနဲ့လက်ရဲဆက်ရဲရှိလိုက်တာ။သူအဲ့လိုလေထိုးလဲထိုးနေမယ်နော်မြူဆွဲမယ်သူကအဲ့လို strawberry ချစ်တဲ့ရှင်ရဲ့မူရကဲတဲ့ဝိုင်းနဲ့တောက်ဘူးလားတောက်တော့ကိုဖြုတ်တိုက်လား strawberry ရောတော့နိုးနေပဲရောတောက်ချင်တာသူကနိုးပဲနဲ့တောက်ချင်တာအဲ့ဘက်နိုးပဲသွားတာဟောတော့နိုးပဲတောက်ချင်တာကိုပိုင်ကျွန်တော်ဖြောတောက်ဖို့ပြောတာလေငါဘာဖြောနေတာကြည့်ပေးရလေဖြောသေးပါဘူးဒီမှာပလေးရဒီပါကဲကက်ဆက်ရောစာကြီးရောအခုရက်ပိုင်းမှာမြည်ဆန်းပြီးတော့တောက်ဘူးလားခုမှမြည်စီမှာတို့ဗျာဟုတ်တယ်လေသူတို့အခုမှစုံတာလေသူတို့လို့စားတော့ဆိုရင်ရတိတ်မတိုးတော့ဘူးဒီနေ့ဒိုးတဲ့စတော်ဘယ်ရီတို့ရဲ့ဒီဟာတန်စင်တွေအောက်မှာကြာဆုံးမသွားစေနဲ့ကဲဒီမပူပါနဲ့ချန်ပီယံခေါင်းကလေဒီရစတော်ဘယ်ရီလေးတက်ပဲဖြစ်မှာကိုရောစားရဲ့ကျုပ်ကနာမည်ကစတာပါတဲ့ကြောင့်ကျုပ်လည်းဒီမှာဝင်တာဖြစ်ဖို့ကျိုးလာတာစတော်ဘယ်ရီမာလေးဖြည်းဖြည်းပြောပါကက်ဆက်ရောစာကြီးဒေါ်လာနဲ့ဒီမှာပါလာပြီလေတိုက်တာတွေကလည်းကျန်းလာဟုတ်ကဲ့ပါကဲ strawberry ရပဲ champion crown ကြီးကိုစွတ်ခူးသွားမလား raw star ကပဲ
သူပြောခဲ့တဲ့အတိုင်းချန်ပီယံစတာဖြစ်မလားဆိုတာကိုသူတို့နှစ်ဦးရဲ့ရှင်ပြိုင်မှုတွေကိုခန်းစားရင်းနဲ့ကျွန်တော်တို့အတူတူပြန်ဆောင်ကြပါမယ်ခင်ဗျာ ဟေး